အားလုံးပဲမင်္ဂလာပါရှင်တမီက Forest Spring High School မှာပညာသင်ယူနေတဲ့ Grade 8ကျောင်းသူ 8B2 F04 ပဲဖြစ်ပါတယ်ရှင်ဒီနေ့တမီပြပြသွားမှာတော့မကွေးတိုင်းဒေသကြီးကျောင်းပဲဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးရဲ့လူဦးရေဘယ်လောက်ရှိတယ်လဲစိုက်ပျိုးရေးဝန်းကျင်ရေးတွတ်တွတ်ပစ္စည်းများအပြင်အထင်ကြီးနေရာများအကြောင်းလည်းဖြစ်ပါတယ်2014ခုနှစ်တကောင်စင်အရမကွေးတိုင်းဒေသကြီးရဲ့လူဦးရေမှာ3.9 တန်းကျော်ရှိတယ်ဟုသိရပါတယ်မြန်မာနိုင်ငံရဲ့စီးစက်ကြီးဟာမကွေးတိုင်းဒေသကြီးဆိုတကယ်တော့ပဲဒီဘက်ကိုအဓိကထားစိုက်ပျိုးကြတယ်အခြားသောဒီနယ်များအနေနဲ့စံဝါပဲမျိုးပြောင်းဖို့ကြက်သွင်းနှမ်းတို့ကိုလည်းစိုက်ပျိုးကြပါတယ်အဓိကမွေးမြူရေးအနေနဲ့ကြက်ဝက်ဘဲနွားစိတ်အခြားသောတိရစ္ဆာန်များကိုလည်းမွေးမြူကြပါတယ်မကွေးတိုင်းဒေသကြီးအတွင်းမှာထွက်ရှိသောဒုတိယများမှာရေနံမြေကြောက်မီးသွေးတို့ပဲဖြစ်ပါတယ်ခီးတွားလုံနဲ့မကွေးတိုင်းဒေသကြီးတွင်ရွှေသက်တော်ဖျားကျောင်းတော်ရဖျားမတော်တော်ဖျားတို့ဖျားဖို့ခီးတွားများလာရလည်းပဲမှုရှိပါတယ်